အဂျစ်ကပရမစ်တွေကိုလူသားတွေဘယ်လိုတိစောက်ခဲ့ကြလဲလွန်ခဲ့သောနှစ်ပေါင်း4500ကျော်ကလူသားတွေကခင်မီစက်ကရိယာတွေမရှိပဲဒီလောက်ကြီးမားတဲ့ပရမစ်တွေကိုဘယ်လိုတိစောက်ခဲ့ကြလဲဆိုတာနှစ်ပေါင်းထောင်နဲ့ချီအောင်ပြည်ဖြစ်ခဲ့တဲ့မိကုံးပါပရမစ်တစ်ခုတည်းကြောက်တုံးကြီးပေါင်း2တန်းကျော်အသုံးပြုထားပါတယ်ဒါခေတ်သစ်အင်ဂျင်နီယာတွေအအော်ရတဲ့တိကျမှုမျိုးပါလူသားအများစုကဒါကိုအုပ်ကူလို့ပဲသိထားကြပါမယ်တကယ်တမ်းမှာတော့ဖာရိုဘီယံနောက်ဘဝထာဝရရှင်သန်ရေးအတွက်ရည်ရွယ်ထားပြီးတိစောက်ခဲ့တာပါပိုပြီးထူးဆန်းတာကဒီပရမစ်တွေရဲ့တည်နေရာကဘာကျဲစုတွေနဲ့တိတိကျကျတိစောက်ခဲ့တာပါဒါလူသားတွေရဲ့ကြိုးစားအားထုတ်မှုတက်ပဲလားဒါမှမဟုတ်ကြိုးစားတွေရဲ့ကူညီမှုကြောင့်လားမစ်ဆင်ဝေါ်နဲ့ပြန်လဲကြိုးဆိုလိုက်ပါတယ်တကယ်တမ်းမှာတော့အီဂျစ်ကလွန်ခဲ့သောနှစ်ပေါင်း9000လောက်ကတည်းကခွဲစိတ်မှုတွေတွားပိုင်းဆိုင်ရာကုသမှုတွေနက်ခက်ပညာနဲ့ကျွမ်းကျင်နေကြပြီဖြစ်တယ်။ကိုယ်ပိုင်စာပေတွေမှာကဘာပထမဆုံးရည်မွေးတဲ့မိတ်ကပ်တွေပါစတင်အသုံးပြုခဲ့ကြတာပါ။ဒီသုတေသနပညာရှင်တွေရဲ့အဆိုအရအနက်ကြီးရှိဆုံးတိစောက်ခဲ့ပုံအစစ်စစ်ကိုပြောပြပေးသွားမှာပါ။ဒီမဲ့တလုံးအတွက်ကြောက်တုံးကြီးပေါင်းတိုင်းနဲ့ချီလိုအပ်ပါတယ်။ပင်မကူတဲ့အတွက်အနီးနားထုံးကြောက်တောင်တွေကိုအသုံးပြုထားပြီးတွင်းဘက်ကအရေးကြီးတဲ့အခန်းတွေအတွက်အလွန်မာကျော်တဲ့ granite ကျောက်တွေကိုမိုင်ပေါင်း900ကျော်ဝေးတဲ့S1 ဒေတာကနေတည်ဆောင်ခဲ့ကြတယ်။အဲ့ခေတ်ကတံမဏိတွေမရှိသေးတာရောကျင်းနီကရိယာတွေတစ်သားနဲ့ကြောက်တုံးတွေကိုသုံးပြီးကြောက်သားတွေကိုတိတိကျကျဖြတ်သားခဲ့ကြတယ်။တန်တဲ့ချီလေးတဲ့ကြောက်တုံးတွေနိုင်မြင့်ကတစ်စစ်လေးကနေတည်ဆောင်ခဲ့ကြတယ်။ကုန်းပေါ်ရောက်တဲ့အခါကြောက်တုံးတွေကိုတစ်သားဆွတ်ဖားတဲ့ပေါ်တီးပြီးလူအင်အားနဲ့ဆွဲကြပါတယ်။သူတည်တဲ့နာပြုချက်ရသူတို့ကတဲတွေကိုရေပြန်ပြီးဆွဲခဲ့ကြတယ်။တဲဆူတွေကပုတ်တိုက်မှုကိုတဝက်လောက်ရွှေ့ချပေးနိုင်တဲ့ကြောင့်ကြောက်တုံးတွေကပိုပြီးလွယ်ကူစွာဆွဲနိုင်ခဲ့ကြတယ်။ပရမစ်တွေကအလွန်မြင့်တာကြောင့်ကြောက်တုံးတွေကိုအပေါ်ရောက်အောင်တင်တာအခက်အခဲဆုံးအပိုင်းပါ။မကြသေးခင်ကထွက်ပေါ်လာတဲ့ theory အသေးရပရမစ်ရဲ့အတွင်းပိုင်းရဲ့လေကားတေးတွေလမ်းကြောင်းတွေဖန်တီးပြီးအပေါ်သို့တင်ခဲ့တာပါပရမစ်ကြီးရဲ့အခြေအရပြည့်ပြည့်စုံတဲ့စတူရဲ့ပုံစံရှိပြီးအရက်လေးမျက်နှာကိုတိတိကျကျညွှန်ပြနေပါတယ်ဒါအကျေတာယာတွေကိုတိတိကျကျတွက်ချက်ပြီးတိစောက်ခဲ့တာပါကြောက်တုံးတစ်ခုနဲ့တစ်ခုကြားမှာအဲ့ဒီချောင်းတော့ထိုးထည့်မရအောင်စီစီဆက်ဆက်တိကျသွားတိစောက်တာပါအရန်ကိုတိကျလုံးတဲ့အင်ဂျင်နီယာအတက်ပါအင်းကတော့ပရမစ်တွေကိုကျုံနေတိစောက်ခဲ့ကြတယ်ယူဆခဲ့ကြပဲအောက်ပိုင်းတွေ့ရှိချက်အရလာစာပေးထားတဲ့ကျွမ်းကျင်လုပ်သားတွေတိစောက်ခဲ့ကြတာပါသူတို့အတွက်တည်တဲ့ရွာတွေစေကူသားခွေတွေနဲ့ကောင်းမွန်တဲ့အစားအစာတွေထောက်ပံ့ပေးကြောင်းထောက်ထားတွေတွေ့ရှိခဲ့ရပါတယ်။ပရမစ်တိဆောက်ခြင်းဟာဂျူသားတွေလုပ်ခဲ့တာမဟုတ်ပဲရှေးအောင်အီဂျစ်လူမျိုးတွေရဲ့အမကန်တင်ချာနက်ခတ်ပေးတာနဲ့လူရင်းအားစီမံခက်ခွဲမှုကြောင့်ပေါ်ပေါက်လာတဲ့လူသားမျိုးတွေရဲ့အပြောင်မြောက်ဆုံးလက်ရာတစ်ခုပဲဖြစ်ပါတယ်။